ASC အာရှချန်ပီယံလိအုပ်စုပွဲစဉ်တွေအတွက် IFP ဘယ်လိုကစားသမားတွေကိုခေါ်ယူအားပေးမှာလဲမိထက်လူမပါတဲ့တိုက်စစ်ကိုရောဘသူ့ကိုအစားထိုးမှာလဲအဲ့ဒီအကြောင်းအရာတွေဟာလက်တလောပရိသတ်တွေစိတ်ဝင်စားနေမယ့်အကြောင်းအရာတွေထက်မဲ့လို့ကျွန်တော်ကတော့မြင်မိပါတယ်လက်ရှိမှာကြားနေရတဲ့သတင်းတွေအရဆိုရင်တော့ရခင်ကအငှားခေါ်ယူထားတဲ့ကစားသမားတွေကိုပြန်လဲခေါ်ယူမယ်လို့သိရပါတယ်မိထက်လူကတော့မပါနိုင်တော့ဘူးပေါ့လေဒီနေရာမှာကျွန်တော်အမင်းကိုပြောပြရမယ်ဆိုရင်တော့ကစားသမားခေါ်ယူမှုအပိုင်းမှာကိုအတင်ကစားမဲ့ပုံစံကိုလိုက်ပြီးတကယ်လိုအပ်တဲ့ကစားသမားခေါ်ယူမှုမျိုးကိုလှုပ်ဆောင်တင်တယ်လို့ကျွန်တော်ကတော့မြင်ပါတယ်။ဘာဖြစ်လို့လဲဆိုတော့အုပ်စုမှာတွေ့မဲ့ပြိုင်ဘက်တွေဟာသုံးသင်းလုံးအသင်းကောင်းတွေဖြစ်နေတယ်ဆိုတာအားလုံးလည်းသိတဲ့တလောက်တော့သိနေနေကြပြီသားပါ။လက်ရှိကစားရမယ့်ပြိုင်ဘက်တွေကချွေးစပွဲတုန်းကလိုပြိုင်ဘက်မျိုးတွေမဟုတ်တော့တဲ့အတွက် IFP ရဲ့အတွက်ပိုပြီး Q ဆိုင်ပြင်ဆင်နိုင်မှသာရလက်ကောင်းတစ်ခုခုရရှိနိုင်မှာပါ။ဒီတော့ပြိုင်ဘက်ဒီကိုကျွန်တော်တို့ IFP အသင်းဘလိုမျိုးပုံစံနဲ့ကစားမလဲဆိုတာကလည်းစိတ်ဝင်စားစရာပါ။နီနာကြီးလည်းအခုလောက်ဆိုပြိုင်ဘက်အသင်းတွေကိုလေးလာနေလောက်ပြီလို့ကျွန်တော်ကတော့ထင်ပါတယ်။တေချာတာတစ်ခုကတော့ခန်းစစ်ကစားရမယ့်ပွဲတွေများလာမှာပါ။ဒီတော့ကစားသမားခေါ်ယူမှုအပိုင်းကိုကျွန်တော်တို့ပြန်သွားရအောင်ပါ။အရင်အငှားခေါ်ယူထားတဲ့ကစားသမားတွေအပြင်လိုအပ်ချက်တွေကြီးမားလာမယ့်ခန်းစစ်ကိုဘလို့အားဖြည့်လာမလဲဆိုတာကျွန်တော်ကတော့သိချင်လာပါပြီ။လက်ရှိခန်းစစ်မှာရှိနေတဲ့ဖြူဖြူဝဲနဲ့မိုးမမဆိုအတွဲဟာဒီအုပ်စုပွဲတွေကစားဖို့အတွက်ဆိုတယောက်စလုံးမှာလိုအပ်ချက်တွေရှိနေပါတယ်။ဖြူဖြူဝဲကအတွေ့အကြုံများတဲ့ကစားသမားဖြစ်ပေမဲ့ဖီယားများတဲ့ပွဲတွေမှာဆိုရင်အမောက်တွေရှိနေပါသေးတယ်။မိုးမမဆိုဟာပြည်တွင်းပွဲတွေမှာကစားတာကောင်းနေဆိုပေမဲ့ဒီလိုမျိုးဖီယားများမဲ့ပြိုင်ဘက်တွေအတွက်တော့အဆင်သင့်ဖြစ်နေပြီလို့တော့ကျွန်တော်ကတော့မမြင်ပါဘူး။ဒီနေရာမှာလက်ရွေးရှင်အတွေ့အကြုံရှိတဲ့ထန်းထန်းတွေလိုကစားသမားရှိနေပေမဲ့သူလည်းအရန်ကြီးအဆင်သင့်နေမယ်လို့တော့မထင်မိပါဘူး။ဂျန်နဲ့ညာချမ်းခန်းစစ်နဲ့ဘေချမ်းခန်းစစ်တွေမှာတော့လက်ရှိအသင်းမှာရှိနေတဲ့ကစားသမားတွေနဲ့ကတော့အဆင်ပြေနိုင်ပါတယ်။ညာချမ်းမှာဆိုရင်နှင်းပွင့်ရင်းနဲ့လင်းလက်ဦးတို့ရှိနေတယ်လို့ဘဲချမ်းခန်းစစ်မှာလည်းဟေးမန်ဆူတို့ကစားသမားရှိနေပါတယ်။တကယ်လို့ဟေးမန်ဆူတစ်ခုခုထိလို့မကစားနိုင်ခဲ့ရင်တော့အဲ့ဒီနေရာကိုလင်းလက်ဦးကအကောင်းဆုံးကစားပြနိုင်မှာပါ။ကွင်းလက်ကတော့အရန်ကြီးပြဿနာရှိမယ်လို့မထင်ပါဘူး။ထပ်ပြီးအငှားခေါ်ယူမယ်လို့သိရတဲ့ဖြူဝင်းစန်းတော်တော်ယွန်းဒီလိုင်းတို့အပြင်အသင်းမှာလက်ရှိရှိနေတဲ့ရွှေရည်ထွန်းလင်းမြင့်မိုးရင်လုံးအိမ်မိုးမိုတန်းခင်လာမာထွန်းနဲ့စန်ဒါလင်းလိုရှိနေတဲ့အစုအဖွဲ့ဟာအစင်တန်းတစ်ခုမှရှိနေပါတယ်။ဒီတော့အားလုံးစိတ်ဝင်စားနေတဲ့အထောင်တိုက်စစ်နေရမှာဘသူ့ကိုကစားခိုင်းမလဲဆိုတာပါ။လက်ရှိကစားနေတဲ့ရင်လွန်းအိမ်နဲ့ဖန်တော်တော်တို့ပဲကစားခိုင်းမှလားဆိုတာကစိတ်ဝင်စားဖို့ကောင်းပါတယ်။ကျွန်တော်အမြင်ကတော့ဒီကစားသမားနှစ်ယောက်လုံးကအထောင်တောက်စစ်နေရတဲ့အဆင်ပြေနေမှာမဟုတ်ဘူး။ဘာဖြစ်လဲဆိုတော့ရင်လွန်းအိမ်ကယူနီဆေလက်လက်ရွှင်ကစားသမားဆိုပေမဲ့သူ့မှာတတိထားပြီးစောင့်ကြည့်လာမယ့်ကစားပုံမျိုးမရှိနေဘူး။ဒီတော့စန်တော်တော်ကအထောင်တိုက်စစ်အတွက်ဘာလို့အဆင်မပြေလဲဆိုတော့ရှေ့ကကန့်ခဲ့တာပွဲတွေကိုပြန်ကြည့်ရသိနေပါတယ်။လက်ရှိသူ့ရဲ့အကောင်းဆုံးပုံစံကတောင်းပန်တိုက်စစ်နေရာမှာပဲရှိနေတာပါ။အနီးဆက်ဆုံးပွဲဖြစ်တဲ့ရန်ကုန်နဲ့ပွဲကိုပဲကြည့်ကြည့်ပါ။အထောင်တိုက်စစ်နေရာမှာသူရုန်းကန်နေရတာကိုတွေ့နိုင်ပါတယ်။တခါတလေဆိုသူပါတာတော့မေ့နေနိုင်တဲ့အခိုက်အတန့်တွေကိုတွေ့ရမှာပါ။အဲ့တော့စန်တော်တော်နဲ့ရင်လွန်းအိမ်တို့ကိုပဲအထောင်တိုက်စစ်အတွက်ထားကစားမလား။ဒါမှမဟုတ်တိုက်စစ်မှုတစ်ယောက်ကိုအငှားထပ်ခေါ်မလား။ခေါ်ခဲ့ရင်ကောဘယ်သူကိုခေါ်မလဲဆိုတာကတော့ကျွန်တော်တို့အားလုံးစောင့်ကြည့်ရပါလိမ့်မယ်။